အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဗဟန်ဘိုးစိန်မန်လန်းနဲ့ကဘဲသားမုတ်တို့ကိုပြန့်ကျော်တို့အရန်ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့ Queen Star ဆိုတဲ့လက်ဖက်ရည်ဆိုင်လေးပါဒီဆိုင်လေးမှာဘဲသားမုတ်ကိုပြန့်ကျော်တွေအပြင်ကြက်သားလေးဝက်သားလေးဘဲမုတ်ကိုပြန့်စိန်ကြာစံကျော်ခောက်ဆွဲကျော်ဘဲဥပေါင်းဝက်ချိုပေါင်းနန်းကြီးတုပ်နန်းပြတုပ်ထမင်းကျော်မွေးငါလက်ဖက်ရည်အကုန်စုံနေအောင်ရပါတယ်ကျွန်တော်မာရလေးတွေရပါပြီဒါလေးကကြာစံခေါ်ပြန့်ကျော်ရော်လေးပါဒါလက်ဖေးဒါလေးကဘဲသားမုတ်ပါအရင်ဆုံးကြာစံခေါ်ပြန့်ကျော်ရော်လေးကိုစားပါမယ်ခေါ်ပြန့်ကျော်လေးကကျွတ်ကျွတ်လေးနဲ့စားလို့ကောင်းပါတယ်ကြာစံကျော်လေးကတော့အရင်အထူးခြားကြီးမဟုတ်ပါဘူးပုံမှန်ရတာလေးပါကိုပြင်းကျော်လေးကတော့တော်တော်ကောင်းပါတယ်အထက်ကအသီးရွက်လေးတွေကချိုချိုမွှန်းမွှန်းရတာလေးပါသူ့ချင်းလေးနဲ့ရမ်းကိုလိုက်ပါတယ်လက်ဖေးရည်လေးတောက်ပြီးဘဲသားမုတ်လေးနဲ့အချိုးတဲပါမယ်လက်ဖေးလက်ရလေးလည်းတော်တော်ကောင်းပါတယ်ဘဲသားမုတ်လေးစားပါမယ်ဘဲသားမုတ်လေးရလေးတကိုက်ကိုက်လိုက်တာနဲ့ကိုထိမိနေတာသူ့ထဲမှာလေအသားတွေအစာတွေကအများကြီးပဲသူ့ရတာကတော့စိမ့်စိမ့်မွေးမွေးလေးနဲ့စားလို့တော့ကောင်းပါတယ်အဖေးလေးတောက်လိုက်ဘဲသားမုတ်လေးစားလိုက်ရှယ်ကိုလိုက်တာကျွန်တော်လိုပဲဘဲသားမုတ်တို့ကိုပြန့်ကျော်နဲ့တခြားအမယ်လေးတွေကိုစားကျင်နေဆိုရင်တော့ဘိုးစိန်မန်လန်းနဲ့အခုဆိုင်လေးမှာသွားစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ